ကောင်းမှုပြုကျင်တဲ့စိတ်ကလေးပေါ်လာရင်ချက်ချင်းသာထားပြုလိုက်ဘာဖြစ်လို့တော့မေးလိုက်တော့ပပသမိန်ရမတိမနောစိတ်ကမကောင်းတဲ့နေရာမှာပျော်လို့ကောင်းတဲ့နေရာမှာမပျော်လို့ကောင်းတဲ့နေရာမှာပျော်တယ်ဆိုရင်လည်းကြာမပျော်ဘူးတဲ့ခဏလေးပဲပျော်တာအဲ့ဒါကြောင့်ကောင်းမှုပြုကျင်တဲ့စိတ်ကလေးပေါ်လာပြီဆိုရင်ချက်ချင်းသာပြတ်ထပြုလိုက်ကောင်းမှုပြုကျင်တဲ့စိတ်ဆိုတာရှားပါးဖြစ်တာသူတော်ကောင်းတို့သူတော်ကောင်းတို့တွေတဏှာရာစိတ်ဉာဏ်ရာချင်းကပ်ပြီးဘယ်သူမှမရှိတဲ့ချိန်တွေးတာလေးတွေကိုပြန်ကြည့်ပေါ့တယောက်တည်းတွေးနေပြီဆိုရင်ကာမဝိတ္တတွေများဗျာပါဒဝိတ္တတွေများဝိဟိန္ဒဝိတ္တတွေများအကုန်လုံးမိစ္ဆာဝိတ္တတွေကြီးတတိကြီးလာကြတာများတယ်တမ္မာဝိတ္တဟာအလွန်နည်းတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားကကောင်းမှုပြုကျင်တဲ့စိတ်ကလေးပေါ်လာရင်ချက်ချင်းသာပြုလို့ဒီလိုတိုက်တွန်းတာနောက်တစ်ခါဒီကောင်းမှုပြုကျင်တဲ့စိတ်ကလေးဟာတန်တရာနဲ့ခြီးပြီးတော့ကြည့်လိုက်မယ်ဆိုရင်မိုးရွာကနေမိုးမောင်ကြတဲ့ချိန်မှာလျှက်စီးလက်လိုက်တလောက်လေးပဲရှိတယ်လျှက်စီးလက်တဲ့အချိန်ကခဏလေးနဲ့လင်းပြီးခဏလေးနဲ့ပျောက်သွားတာဒီတိုင်းပဲတဲ့တန်တရာနဲ့ခြီးပြီးတော့ကြည့်လိုက်ရင်သူတော်ကောင်းတို့ဥဒ္ဒနရဲ့တန်တန်မှာဖြစ်တဲ့ကောင်းမှုပြုကျင်တဲ့စိတ်ဆိုတာခဏလေးပဲဖြစ်တာအများကြီးပဲဖြစ်ဘူးကျန်တဲ့ချိန်တွေကမကောင်းတာတွေဖြစ်တာများအဲကြောင့်မြတ်စွာဘုရားကကောင်းမှုပြုကျင်တဲ့စိတ်ကလေးပေါ်လာရင်ချက်ချင်းသာပြုကြလို့ဒီလိုတိုက်တွန်းတာအဲ့ဒီကောင်းမှုပြုကျင်တဲ့စိတ်ကလေးကိုချက်ချင်းမပြုဘူးကောင်းတယ်မဖော်ဘူးဆိုရင်တော်တော်ကြာအကြောင်းမျိုးကြောင့်လေပျက်စီးသွားတတ်တယ်ဥပုသ်ဆောင်မလို့ရည်ရွယ်ထားဘေးကတယောက်ကရောက်လာတယ်အဲ့ဒီတယောက်နဲ့ပေါင်းလိုက်လို့နှစ်ယောက်ဖြစ်ရင်ဥပုသ်ဆောင်ခြင်းတဲ့စိတ်ကပြတ်သွားတာများတယ်ပေါ့ဒါနလည်းဒီတိုင်းဝိပဿနာလည်းဒီတိုင်းအဲကြောင့်တရားမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကကောင်းမှုပြုခြင်းတဲ့စိတ်ကလေးပေါ်လာရင်ချက်ချင်းသာထပြုလိုက်နောက်တစ်ခါဥစဉ်တို့သူတော်ကောင်းတို့ရဲ့အသက်နဲ့ခန္ဓာကိုယ်ဒီသက်နဲ့ခန္ဓာကိုယ်လဲ96ပြယောဂဝေဒနာတွေနဲ့ဆက်ဆက်ပြီးတော့နေတာကိုပိုင်တယ်လို့ပြောမရဘူးအချိန်မျိုးအိုနိုင်တယ်အချိန်မျိုးနာနိုင်တယ်အချိန်မျိုးသေနိုင်တယ်အဲ့ဒါကြောင့်လည်းပဲမြတ်စွာဘုရားကကောင်းမှုပြုခြင်းတဲ့စိတ်လေးပေါ်လာရင်ချက်ချင်းသာပြုတဲ့သေမင်းနဲ့ချိန်ထားတဲ့ပုဂ္ဂိုလ်သေမင်းနဲ့ချိန်ချက်လှုပ်ထားတဲ့